နေမားရဲ့ပါနတ်မှုကိုတက်တက်ပြလိုက်တဲ့ကိုကော်တင်ဟူကဘလုံးကိုနေမားစီပေးလိုက်ပါတယ်နေမားကဘလုံးကိုလက်ခံရယူတဲ့အချိန်မှာပြန်ဘက်နောက်ခံလူနဲ့အနီးကပ်ဆုံမှရှိနေပေမဲ့သူဖေဘက်ကိုတွားမလဲဆိုတာအရေးအယောင်တောင်မပြပါဘူးဒါပေမဲ့နေမားကသူ့ရှိကကွင်းပင်ဘလက်ကိုကြိုတင်တတိထားမိနေပြီးသားမို့အဲ့ဒီနေရာကိုပဲဘလုံးကိုတစ်ချက်ပုတ်ပြီးဆွဲထွက်သွားပါတယ်နောက်ကနေလိုက်ကပ်လာတဲ့ဖီအားကိုရှောင်းထွက်ပြီးရှေ့ကိုဆက်တိုးသွားပါတယ်အဲ့ဒီနောက်မှာတော့သူကဝေးတဲ့တိုင်ဖက်ကိုကန်တော့မေပုံစံမျိုးဟန်ဆောင်ဖို့အတွက်သူ့ရဲ့လက်ကိုမြောက်ခြေထောက်ကိုနောက်ပြက်ပြီးအမူအရပြလိုက်ပါတယ်နောက်ခက်လူတွေအားလုံးကသူတကယ်ကန်တော့မယ်လို့ထင်သွားကြပါတယ်နေမာကကန်တော့မေပုံစံဟန်ဆောင်လိုက်တဲ့အခါနောက်ခက်လူအားလုံးကအဲ့ဒီထဲကိုမျောပါသွားပြီးဘလုံးကိုပဲအာယုံဆိုင်ပြီးအပိုင်ကန်တော့မယ်လို့မျိုးလင့်နေကြပါတယ်ဒါဟာနေမာဘာကြောင့်ထူးခြားနေရတယ်လဲဆိုတဲ့အချက်ပါပဲတင်တွေ့တဲ့အတိုင်းပဲနေမာကကန်တော့မေပုံစံနဲ့နောက်ခက်လူအားလုံးကိုသူ့စီဆွဲခေါ်လိုက်တဲ့အခါမှာတော့နောက်ခက်လူတွေရဲ့နောက်ွယ်မှာသူ့ရဲ့အသင်းဖော်တွေပြီးဝင်ဖို့အတွက်နေရာလွတ်အကျယ်ကြီးဖြစ်သွားစေပါတယ်ဒါကြောင့်ကစားသမားအားလုံးကိုသူ့စီဆွဲခေါ်ထားရင်းနဲ့ပဲနေမာကဝီလီယံပြေးဝင်မဲ့လမ်းကြောင်းထဲကိုဖနှောက်နဲ့ပြေးလိုက်ပါတယ်ဝီလီယံရဲ့ပထမတစ်ချက်ကဘလုံးကိုထိန်းလိုက်တာဖြစ်ပြီးဒုတိယတစ်ချက်မှာတော့အဲ့ဒီနေရာလွတ်ထဲကိုတိုက်ရိုက်ဆွဲဝင်သွားပါတယ်ဒီအနေခါကနေကြည့်ရင်ဝီလီယံကဝေးတဲ့တိုင်ဘက်ကိုကမ်းမယ်လို့ထင်ရပေမဲ့တကယ်တမ်းလေးစားမှုကအဲ့ဒီမှာစတာပါနေမာကအဲ့ဒီဘလုံးကိုပေးပြီးသားနဲ့ချက်ချင်းပဲရှေ့ကိုအမြန်ပြေးတက်သွားပါတယ်ဒါဟာဝီလီယံအတွက်သူ့စီကိုပြန်ဖြတ်တင်ဖို့လမ်းကြောင်းတစ်ခုထပ်ဖန်တီးပေးလိုက်တာပါဝီလီယံကပြန်ပြေးလိုက်တဲ့အခါမှာတော့နေမာအတွက်အလွယ်တကူကိုတွန်းယူနေခဲ့ပါတယ်